မျက်ရည်ကဘာအတွက်လဲကောင်မလေးနဲ့ကွဲသွားလို့ငိုရမယ့်မျက်ရည်တွေလားငွေကြေးဆုံးရှုံးသွားလို့အလိန်ခံရလို့အဲ့ကြမှာငိုမဲ့မျက်ရည်လားတင်းရဲ့မျက်ရည်ကိုဘယ်အတွက်တင်အသုံးပြုမှာလဲဝမ်းနေခြင်းမှာနှမျိုးရှိပါတယ်လောကီရဲ့တက်မှတ်ခြင်းလောဘနဲ့ဆိုင်တဲ့အရာအတွက်ဝမ်းနေနေတဲ့သူတစ်မျိုးရှိသလိုနောက်ထပ်တစ်မျိုးကတော့ဖျားသခင်ရဲ့အလိုတော်ထဲမှာတွာလာဖို့ရန်အတွက်မျက်ရည်ကျခြင်းဆိုတဲ့အရာကိုလည်းပြောနေခြင်းဖြစ်တယ်ဒါဆိုရင်ဖျားသခင်ကကျမတို့ကိုဘာအတွက်ဝမ်းနေခိုင်းတာလဲဘာအတွက်မျက်ရည်ကျခိုင်းတာလဲဘာအတွက်ကျမတို့ကိုနှလုံးသားထဲမှာကြေကွဲခိုင်းတာလဲရှိတယ်အဲ့ဒါကဘာအတွက်လဲဆိုတော့ကျမတို့ဒူးစိုက်တွေထဲမှာတွာလာရင်းနဲ့အဲ့ဒီဒူးစိတ်ထဲမှာပျော်မွေ့ပြီးတော့မှဖျားသခင်နဲ့ပတ်သက်လာရင်ခံစားချက်မရှိတော့တာဖျားသခင်နဲ့ပတ်သက်လာပြီဆိုရင်တခုခုဒူးစိတ်လှုပ်လိုက်ရင်တော့မှနောင်တစိတ်မရှိတော့တဲ့အခြေအနေဆိုတာရှိတယ်ဒါကြောင့်ဒီနေ့ဖျားသခင်ကကျမတို့ကိုတတိပေးနေတဲ့အရာတစ်ခုကဖျားသခင်နဲ့ပတ်သက်လာရင်မငိုခဲ့တာဘယ်လောက်ကြာပြီလဲဖျားသခင်နဲ့ပတ်သက်လာရင်စိတ်အားကြီးခြင်းရော့ခဲ့တာဘယ်လောက်ကြာပြီလဲဖျားသခင်ရဲ့အလိုတော်နဲ့ပတ်သက်လာလို့ရှိရင်ကျမတို့နှလုံးသားထဲမှာချုပ်တီးခဲ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲဆိုတော့ဘာကြောင့်လဲဆိုကျမတို့ရဲ့အသက်တာထဲမှာအဲ့နောင်တဆိုတဲ့အရာမရသဖြင့်ဖျားသခင်ကကျမတို့ကိုကယ်တင်ပေးလို့မရတခါတည်းကျမတို့ကနောင်တဘာဖြစ်လို့ရမှာလဲငါကအတရဖို့လူဖြစ်လာတာမဟုတ်ဘူးတို့ငါကောငါပိုင်တယ်တို့ငါစိတ်ကြိုက်ငါအသက်ရှင်လိုက်တော့မယ်ဆိုတဲ့နှလုံးသားထိုစိတ်သဘောရှိသွားပြီဆိုရင်ကျမတို့အသက်တာထဲမှာဖျားအလုံးလုံးလို့မရတော့အသိကြောက်ဖို့ကောင်းတယ်အဲ့တော့အလိုတော်နဲ့ညီသောဝမ်းနည်းခြင်းဟာနောင်တဖြစ်တယ်အင်္ဂလိပ်လိုဆို repent Greek လိုဆိုလို့ရှိရင် metanoia matter ဆိုတဲ့အဓိပ္ပာယ်ကပြောင်းလဲခြင်းနောက်ပြန်လှည့်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ noia ဆိုတဲ့အဓိပ္ပာယ်ကအတွေးအခေါ်စိတ်နှလုံးကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်လူတစ်ယောက်ကနောင်တရတယ်လို့ပြောပြီးဆိုလို့ရှိရင် तू ကအကျင့်မပြောင်းခင်အတွေးခေါ်ပြောင်းတယ်ကျမတို့ရဲ့စိတ်နှလုံးဖျားစီကိုပြန်လှည့်ဖို့ရန်အတွက်ဆုံးဖြတ်ချက်ချလိုက်ခြင်းကိုနောင်တရတယ်လို့ခေါ်တယ်တချို့သောသူတွေကနောင်တရတယ်လို့ပြောပေမဲ့လုတ်ပြီးသားဒူးစရိုက်ကိုထပ်ခါတလဲလဲပြန်ပြီးတော့မှဖျားသခင်အရှိမလူအရှိမလုံနေခြင်းကစစ်မှန်တဲ့နောင်တသူ့ရဲ့အထဲထဲမှာမရှိသေးလို့ဖြစ်ပါတယ်ဒီ metanoia ရဲ့အဓိပ္ပာယ်ကစိတ်နှလုံးအတွေးခေါ်ပြောင်းလဲခြင်းသို့မဟုတ်လမ်းကြောင်းပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်ယေရှုခရစ်တော်ရဲ့မေတ္တာတော်ကိုမသိခဲ့တဲ့သူတွေကယေရှုကိုယုံကြည်လက်ခံပြီးတဲ့အခါမှာအရင်တုန်းကပုံစံအတိုင်းအရင်တုန်းကကိုးကွယ်ခြင်းပုံစံတိုင်းသူတို့အသက်မရှင်မဲနဲ့လမ်းကြောင်းပြောင်းလာတယ်အရင်တုန်းကလုံနေကြဒူးဆိုင်အတိုင်းမလုံတော့ဘဲနဲ့တကယ်စစ်မှန်တဲ့နောင်တရတဲ့သူကလမ်းကြောင်းပြောင်းလာတယ်ဒါဆိုရင်ခရစ်ယာန်ဖြစ်ပါတယ်လို့ကိုဝန်ခံပြီးတဲ့နောက်ပိုင်းမှာတင်းရဲ့အသက်တာဟာတမန်တရားရဲ့လမ်းကြောင်းပေါ်ကိုမရောက်လာသေးဘူးဆိုရင်စစ်မှန်တဲ့နောင်တတင်းသက်တာတွေမှာမရှိသေးလို့ပဲဖျားရှိမှငါဟန်ဆောင်လို့မရဘူးဖျားရှိမှငါဝါကြွားလို့မရဘူးဖျားရှိမှငါမောက်မာလို့မရဘူးဖျားရှိမှငါမှန်တက်လို့မရဘူးဖျားကိုငါလှည့်စားလို့မရဘူးဆိုတဲ့အရာကိုဒါဝိကောင်းကောင်းသိသွားအလိုတော်နဲ့ညီတဲ့ငိုခြင်းကိုစငိုတက်လာဖျားရဲ့ရှိမှသူ့ရဲ့ဒူးဆိုင်အပြစ်အတွက်မျက်ရည်ကျတက်လာတယ်ဖျားသူ့ကိုကောင်းကြီးပေးခဲ့တဲ့အရာတွေကိုသူတန်ဖိုးမထားခဲ့ဘူးဆိုတဲ့နောင်တဆိုတဲ့မျက်ရည်တွေစပြီးတော့ကျတက်လာတာဖြစ်တယ်ဒါလေးကိုသတိရစေချင်တယ်ကိုယ့်ရဲ့မိသားစုထဲမှာကိုယ့်ရဲ့အသက်တာထဲမှာတစုံတစ်ခုဖယိုဖယဲဖြစ်နေတယ်ဆိုရင်အမြဲတမ်းသတိရပါ spiritual နဲ့ directly related ဖြစ်နေတယ်ဝိညာဉ်ကြီးကလည်းတိုက်ရိုက်အချိုးကျနေဆက်နွယ်မှုရှိတယ်ဒါကြောင့်မိသားစုထဲမှာဖြစ်ပျက်နေတဲ့ဝမ်းနည်းစရာကောင်းတဲ့အရာတုန်လှုပ်စရာကောင်းတဲ့အရာအဆက်ကွဲတဲ့အရာနားခါစရာကောင်းတဲ့အရာတွေအားလုံးကဘယ်ထဲမှာသွားပြီးတော့ချိတ်ဆက်မှုရှိနေလဲဝိညာဉ်ရေးရာကိုပြုပြင်ရမယ်ဆိုတဲ့အရာကိုကျမတို့ကိုဘုရားခင်ကဖွင့်ပြနေတာဖြစ်တယ်ဒါနဲ့ဒါဝိဒ်စပြီးတော့ငိုပြီးကိုရောကျွန်တော်ကိုမျက်မှောက်တော်တွေကမနှင်ထုတ်ပါနဲ့ကိုရဲ့တရှင်သောဝိညာဉ်တော်ကိုကျွန်တော်ရဲ့အထဲထဲမှာပေးပါဘာလို့ဆိုအဲ့ဒီအချိန်တုန်းကယေရှုခရစ်တော်မစင်ကြွလာသေးတဲ့အတွက်ကြောင့်တရှင်သောဝိညာဉ်တော်ကလူတွေရဲ့အထဲမှာအမြဲတမ်းမနေဘူးအဲ့ဒီလူကဒူးဆိုင်လုံးသူကထွက်သွားအောင်တိုးတော့အခုယေရှုခရစ်တော်ရဲ့အပြစ်ခွင့်လွှတ်ခြင်းအပြင်ကျမတို့အထဲထဲမှာဝိညာဉ်တော်ဘုရားကနေပေးတာဖြစ်တယ်တိုးတော့ဝိညာဉ်တော်ဘုရားအထဲထဲမှာနေရတာနဲ့ဒီခန္ဓာကိုယ်ကြီးကိုဘာဖြစ်လို့ပြည်တစားအဖြစ်ကျမတို့အသုံးပြုမလဲဒူးဆိုင်လက်ထဲကိုကျမတို့ဘာဖြစ်လို့အပ်မလဲကျမ်းစာထဲမှာဒီလိုပြောထားမင်းတို့ရဲ့ကိုယ်ခန္ဓာဟာတဲ့ခရစ်တော်ရဲ့အင်္ဂါဖြစ်တဲ့အတွက်ကြောင့်မလို့ခရစ်တော်ရဲ့အင်္ဂါကိုဘာဖြစ်လို့ဒူးဆိုင်လှုပ်ဖို့ရန်အတွက်မင်းတို့အသုံးပြုကြတယ်ဒါဝိဒ်ကအယံဝမ်းနေပြီးတော့သူပြောကျွန်တော်ကိုစွန့်ပြေမသွားပါနဲ့စာလံ33ကနေ4မှာလဲဒါဝိဒ်ဒီလိုရေးထားတယ်ငါသည်အပြစ်ကိုမဖော်ပြပဲနေစဉ်အခါတစ်နေ့လုံးညှီးတွားသောအပြင်ငါအယိုးတို့သည်ဆွေးမြေခြင်းသို့ရောက်ကြ၏နေညမပြတ်ကိုတော်ဤလက်သည်ကျွန်တော်အပေါ်မှာလေး၍ကျွန်တော်ဤချွေး၍သည်နေကာလ၌တွေးချောက်ခြင်းကဲ့သို့ဖြစ်ပါ၏တည့်ရဲ့အသက်တာထဲမှာဒူးဆိုင်နဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်ပြီးနောင်တမရဘဲနဲ့မျက်ရည်ခိုင်ခဲ့တာဘယ်လောက်ကြာပြီလဲဒါမှမဟုတ်ကျွန်တော်ဘာအပြစ်မှမလုပ်ဘူးကျွန်တော်မှန်တယ်ဒါပေမဲ့ဖခင်သခင်နဲ့ပတ်သက်လာလို့ရှိရင်မျက်မှောက်တော်ထဲမှာဖခင်ရဲ့မေတ္တာတော်ကိုအလွန်အကျွံတကယ်ကိုထိထိမိမိနဲ့ခံစားရပြီးတော့ဖခင်အရှိမမငိုကြွေးခဲ့တာဘယ်လောက်ကြာပြီလဲပျောက်ဆုံးသောဝိညာဉ်တွေအတွက်ဘာခံစားချက်မှမရှိဘဲနဲ့မျက်ရည်ခိုင်ခဲ့တာဘယ်လောက်ကြာပြီလဲတဲ့မျက်ရည်ကဘာအတွက်လဲကောင်မလေးနဲ့ကွဲသွားလို့ငိုရမယ့်မျက်ရည်တွေလားငွေကြေးဆုံးရှုံးသွားလို့အလိန်ခံရလို့အဲ့ကြမှာငိုမဲ့မျက်ရည်လားတင်းရဲ့မျက်ရည်ကိုဘယ်အတွက်တင်အသုံးပြုမှာလဲကျမတို့ရဲ့မျက်ရည်ဟာအလိုတော်နဲ့ညီတဲ့မျက်ရည်တွေဖြစ်ဖို့အရေးကြီးတယ်ဖခင်အတွက်ပဲကျမတို့မျက်ရည်ကြမှာပျောက်ဆုံးသောဝိညာဉ်တွေအတွက်ကျမတို့မျက်ရည်ကြမှာဖြစ်တာဒီလောကနဲ့ဆိုင်တဲ့ကာမဂ
ကုန်အတွက်ဟိုကျမကိုဘယ်သူမှမချစ်ဘူးတို့ကျမကိုဘယ်သူကမှတန်ဖိုးမထားအဲ့ဒါတွေအတွက်ကျမတို့ကမျက်ရည်ကျစရာအကြောင်းမရှိဘူးကျမတို့မျက်ရည်ကျမဲ့အရာကထာဝရနဲ့ဆိုင်တဲ့အရာတွေကျမတို့မျက်ရည်ကျမှာဖြစ်တယ်နှစ်ကော9:30ကိုကျမတို့ပြန်ဖတ်ရအောင်ဖခင်သခင်၏အလိုတော်နှင့်ညီသောဝမ်းနည်းခြင်းသည်ကယ်တင်ခြင်းနှင့်ရှင်သောနောင်တစိတ်ဒီဟုသောမပြောင်းလဲနိုင်သောနောင်တစိတ်ကိုပြုပြင်တတ်